ရှိရှိတော့ကလင်းပြလို့ခေါ်တဲ့ချင်းကားလေးတစ်ကောင်ရှိတယ်တဲ့အဲချင်းကားလေးကတော့သူများနဲ့မတူပဲနဲ့ပေါ့နော်လင်းပြီးတော့ပြနေတာသူမကြိုက်ဘူးပေါ့အားနဲ့နောက်တနေ့ကျတော့ပြင်လယ်လိုင်းလုံးကြီးရောက်လာပြီးတော့တဲ့လိုင်းအကြီးတိုက်လိုက်တဲ့အချိန်မှာငါကလေးတွေကပြင်လယ်နဲ့ကြီးတယ်မဲမောင်နဲ့ထဲကိုရောက်သွားတယ်တဲ့အချိန်မှာဒီကျင်းငါလင်းပြဆိုတဲ့ကျင်းငါလေးကတွေးလိုက်တယ်ပေါ့အဲ့ဒါနဲ့သူကငါလေးတွေအမောင်ထဲကနေမထွက်လာနိုင်ဖြစ်နေတဲ့အချိန်မှာသူကငါလေးတွေအလင်းရအောင်သူကတွားလိုက်တယ်ပေါ့အဲ့ဒါနဲ့သူရဲ့အယောင်အရင်တောက်ပနေတဲ့အတွက်အလင်းထွန်းပေးလိုက်နိုင်တယ်